ပရိသတ်များရှင်2025ခုနှစ်မလ28ရက်နေ့မြန်မာစံတော်ချိန်မော်လ12:52မိနစ်မှာမန္တလေးမြို့အရှေ့မြောက်ဘက်20ကီလိုမီတာခန့်အကွာအနက်10ကီလိုမီတာကိုဗဟိုပြုပြီးအင်အား Richter scale 9.9 အဆင့်ရှိတဲ့အင်အားပြင်းမြေငလျင်နဲ့နောက်ဆက်တွဲငလျင်ငယ်များလှုပ်ရှားမှုကြောင့်နေပြည်တော်ကောင်စီနယ်မြေစကိုင်းတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးရှမ်းပြည်နယ်တို့မှာငလျင်တန်းတင်ခဲ့ရပြီးလန်တရာနဲ့အဆောက်အအုံတွေထိခိုက်ပျက်စီးခဲ့ပြီးပြည်သူအချို့အသက်သေဆုံးကထိခိုက်ဒဏ်ရာရရှိမှုတွေဖြစ်ပေါ်ခဲ့ရပါတယ်။နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌအနေနဲ့အလွန်ပြင်းထန်တဲ့မြေငလျင်တန်းကြောင့်အသက်ဆုံးရှုံးမှုတွေနဲ့ပျက်စီးဆုံးရှုံးခဲ့ရမှုတွေအပေါ်စာနာနားလည်မှုတွေထပ်တူဝမ်းနည်းကြေကွဲမှုတွေနဲ့အတူနိုင်ငံတော်အဆင့်ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့ရက်အဖြစ်ယမန်နေ့2025ခုနှစ်မတ်လ31ရက်နေ့မှဧပြီလ6ရက်နေ့အထိ9ရက်ကိုသတ်မှတ်ကြေညာထားပြီးဖြစ်တယ်လို့အဲ့ဒီအတွက်တနိုင်ငံလုံးအတိုင်းအတာလှုပ်ရှားမှုအဖြစ်ဒီကနေ့2025ခုနှစ်ဧပြီလ1ရက်နေ့လယ်12:52မိနစ်32စက္ကန့်မှာဆောင်ရွက်ကြမှာဖြစ်ပါတယ်။နေပြည်တော်မှာတော့ဥပ္ပါဒတန်တိစေတီတော်မြတ်ကြီးတပေါင်းကွင်းမှာဆောင်ရွက်မှာဖြစ်ပြီးနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ဦးဆောင်ပြီးဝန်내ချင်းအထိမ်းအမှတ်အဖြစ်အလံတိုင်းတဝက်ရှော့ချကတမိနစ်ငြိမ်သက်မှုနဲ့ဦးညွတ်ဂါရဝပြုတဲ့အစီအစဉ်ကိုဆောင်ရွက်ကြမှာဖြစ်လို့အဲ့ဒီအစီအစဉ်ကိုမြမတန်နဲ့ရုပ်မြင်သံကြားမှာ Direct Live ထုတ်လွှင့်ပေးမှာဖြစ်ပါတယ်။
များအလူငွေပေးတဲ့အစီအစဉ်ရောက်ရှိတဲ့အခါမှာဒီဘက်ကျွန်တော်တို့မြင်တွေ့ရတဲ့နေရာမှာလူကပြန်ဝန်ကြီးဌာနမှအကြီးကဲများလူကြီးများစီစဉ်ပေးတဲ့နေရာမှာကြောက်ရောက်ပြီးတော့သတင်းပို့နေရာယူပေးဖို့လေးစားစွာနဲ့ပန်ကြားပါစေခင်ဗျာကျွန်တော်တို့ Pacific Foundation ကွန်းလေးစားစွာနဲ့ပန်ကြားပါစေခင်ဗျာကျွန်တော် Pacific Foundation ဟုတ်ကဲ့ကွန်းခွေရ Foundation ဟုတ်ကဲ့ကွန်းခွေရပါ Asia World Foundation ဟုတ်ကဲ့ Pacific လည်းရောက်ပြီเนาะကျွန်တော်တို့ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ခင်ဗျာဟုတ်ကဲ့တန်လွင်ရွှေမြေကြောက်မြတ်ကုမ္ပဏီဦးစောမြင့်ထူးရောက်ရှိပါပြီလားခင်ဗျာဟုတ်ကဲ့ကျေးဇူးတင်ပါတယ်တီလဝါအထူးစီးပွားရေးစုံဤရင်းနှီးတိဆောက်သူကျွန်တော်တို့တီလဝါဟုတ်ကဲ့Brighter Energy
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ကြွရောက်လာပြီဖြစ်ပါတယ်ခင်ဗျာကျက်တီမင်္ဂလာပေါင်းနဲ့ပြည့်စုံတဲ့မင်္ဂလာနေ့လေးကမှာရှင်ဒီကနေ့2025ခုနှစ်ဧပြီလ1ရက်တနင်္လာနေ့မှာကျင်းပတဲ့ခမ်းနားကတော့အင်အားအလွန်ပြင်းထန်တဲ့မြေငင်လှုပ်ခတ်ခဲ့မှုကြောင့်ထိခိုက်ခန်းစားခဲ့ရတဲ့ငရင်ပေးသင့်ပြည်သူများအတွက်အလူငွေပေးအပ်လူဒန်းပွဲခမ်းနားဖြစ်ပါတယ်ရှင်ဒီကနေ့ခမ်းနားကိုကြွားရောက်အားပေးချီးမြှင့်ကြပါတော့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌဒုတိယဝန်ကြီးချုပ်ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဖွဲ့ဝင်များပြည်ထောင်စုဝန်ကြီးများတပ်မတော်မှအဆင့်မြင့်အရာရှိကြီးများနေပြည်တော်ကောင်စီဥက္ကဋ္ဌဒုတိယဝန်ကြီးများဌာနဆိုင်ရာကြီးကဲများအလှူရှင်များအထူးဖိတ်ကြားထားတဲ့ဧည့်သည်တော်များအားလုံးစိတ်ဤချမ်းသာခြင်းကိုဤချမ်းသာခြင်းများနဲ့ပြည့်စုံကြပါစေကြောင်းဆုမွန်ကောင်းတောင်းရင်ဥစွာနှုတ်ခွန်းဆက်သဂါရဝပြုအပ်ပါတယ်ရှင်ဧည့်သည်တော်ကြီးများခင်ဗျာဒီကနေ့အခမ်းအနားကိုကြိုတင်ဖြန့်ဝေထားတဲ့အတိုင်းစီစဉ်9ရက်နဲ့ကျင်းပဆောင်ရွက်သွားမှာဖြစ်ပါတယ်ခင်ဗျာစီစဉ်ရာအခမ်းအနားဖွင့်လှစ်ကြောင်းကြေညာမှာဖြစ်ပါတယ်ဒီနေ့ကျင်းပတဲ့ငရင်ဘေးသင့်ပြည်သူများအတွက်အလူငွေပေးရလူတန်းပွဲအခမ်းအနားစတင်ဖွင့်လှစ်ကြောင်းကြေညာအပ်ပါတယ်ခင်ဗျာခုဆက်လက်ပြီးနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ကအဖွင့်အမှားစကားပြောကြားမှာဖြစ်ပါတယ်အဖွင့်အမှားစကားပြောကြားပေးပါရန်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အားလေးစားစွာပန်ကြားအပ်ပါတယ်ရှင်အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ပြီးခဲ့တဲ့20ဧပြီလမတ်လ28ရက်နေ့ကတောက်ခတ်ခဲ့တဲ့မြင့်ထန်တဲ့ငလင်းတရားမှုကြောင့်ဖြစ်လာတဲ့ပျက်စီးဆုံးရှုံးမှုများပေါ်မှာစာနာထောက်ထားမှုအပြည့်နဲ့အခုပြန်လဲပြီးတော့ထူထောင်လုံကလုံနိုင်ဖို့အတွက်လာရောက်လူငွေများထူထောင်ကြတဲ့လူရှင်များစေရောကိုရောပါဝင်ပြီးတော့မှလာထူထောင်ကြတဲ့ပုဂ္ဂိုလ်များအားလုံးကိုကျွန်တော်အထူးပဲကျေးဇူးတင်ကြောင်းပြောလိုပါတယ်ဗျသူရှင်များသိပြီးတဲ့ဖြစ်တဲ့အတိုင်းပဲပြီးခဲ့တဲ့မတ်လ28ရက်နေ့ကကျွန်တော်တို့ပြင်းထန်တဲ့ငလျင်တစ်ခုလုပ်ခဲ့ပါတယ်ဒီငလျင်ကကျွန်တော်မှတ်တမ်းရပါဗျာမြန်မာနိုင်ငံမှာလှုပ်ခဲ့တဲ့မှတ်တမ်းရကျွန်တော်တို့အားလုံးပေါင်း30နဲ့18ကြိမ်ငလျင်ကြီးပေါ့ဗျ18ကြိမ်ကျွန်တော်တို့ရှိပါတယ်18ကြိမ်မှာဒီ6 magnitude ကနေပြီးတော့စပြီးတော့မှ9နဲ့ကြားပေါ့လေ6ကနေပြီးတော့6.1ကနေ6.8ထိပေါ့အဲ့လို10ကြိမ်ကျွန်တော်လှုပ်ခဲ့ပါတယ်နောက်9နေပြီးတော့8ထိကျွန်တော်အားလုံး8ကြိမ်လှုပ်ခဲ့တာအပြင်းထန်ဆုံးကတော့1912ခုနှစ်မေလ23ရက်နေ့ကအဲ့တော့မေမြို့ငလင်လို့ခေါ်ခဲ့တာပေါ့ငလင်ငလင်ကတော့ဗစ်တာစကီ8ရှိခဲ့ပါတယ်ပြင်းထန်ဆုံးဖြစ်ပါတယ်ဒုတိယတော့28ရက်နေ့ကလှုပ်တဲ့ငလင်လို့ကျွန်တော်ပြောမှာဖြစ်ပါတယ်9.9လို့ပြောပါဒါပေမဲ့တရုတ်နိုင်ငံရဲ့ထုတ်ပြန်ချက်ထဲမှာတော့9.9ရှိတယ်လို့ကျွန်တော်တို့တွေ့ပါတယ်အဲ့တော့ဘာဖြစ်လို့တော်လေးပြင်းထန်တဲ့ငလင်တစ်ခုဖြစ်ပါတယ်ဒီငလင်ကကျွန်တော်တို့ကကျွန်တော်နိုင်ငံရဲ့ဒီအလဲဘောတွေအလဲအေယာရီမြစ်ဒီတော့တစ်လျှောက်လုံးကကျွန်တော်တို့ကစကိုင်းပလိတ်ရဲ့ပုံနာမှာကျွန်တော်ရှိတယ်လို့ပြောကြတော့အဲ့တော့ဒီငလျင်တုတ်တန်တဲ့ဖြစ်နိုင်ခြေအများဆုံးဒေသတွေမှာကျွန်တော်တို့ရှိပါတယ်ဒါကြောင့်လည်းခုနပြောတဲ့ငလျင်ကြီးတွေကျွန်တော်လှုပ်ခဲ့တာပေါ့
ကျင်းကငါလုပ်ခဲ့တဲ့ကျွန်တော်တို့သင်ခန်းစာကျွန်တော်ရှိတော့ကျွန်တော်တွေ့ပါလားအဲ့တော့ဒီကပေးတဲ့ဒီငလျင်ကြောင့်ဖြစ်လာတဲ့ဟာတော့လေတော်တော်သတိပြုရမယ့်ကိစ္စဖြစ်ပါလားအဲ့တော့20နဲ့ရှင်းနေငလျင်လှုပ်တော့ကျွန်တော်တို့ရုံးမှာကျွန်တော်ဝင်စာတွေဖတ်နေချိန်ဖြစ်ပါတယ်အဲ့တော့စလှုပ်တဲ့ချိန်မှာလည်းချက်ချင်းသတိရတဲ့အနိုင်ကောက်ကြည့်လိုက်တော့20နိုင်50မိနစ်ပေါ့လေမောကြည့်လိုက်ချိန်မှာဖြည်းဖြည်းနဲ့ပို့လှုပ်လာတော့လှုပ်လာတော့ကျွန်တော်တို့လည်းလုံခြုံမှုရအောင်ဆိုစပွဲတချမ်းတော့နေရာယူထားတာပေါ့လေယူခဲ့ပါတယ်နောက်ညင်သွားတဲ့အခါမှာကျွန်တော်တို့အပြင်ထွက်ကြည့်တော့ကျွန်တော်တို့ရုံးနေရတော့တိတ်တော့ပျက်စီးတိတ်မများပါဘူးသို့တော့ပဲ after check တဲ့ရှိတဲ့ခါကျတော့ကျွန်တော်ရဲ့လုံခြုံရေးအဖွဲ့တွေကရုံးအဖွဲ့တွေကတော့ကျွန်တော်တို့အပြင်မှာနေဖို့အကြံပြုတယ်ကျွန်တော်တို့အပြင်မှာတနာကျော်တော့ထွက်ပြီးမတက်ရပြီးကျွန်တော်နေပါသေးတယ်နောက်ကျတော့မြို့ထဲမှာတော်တော်များတယ်ဆိုတာဖြစ်တယ်ဆိုတာကျွန်တော်လာပြီးသတင်းပို့ပါတယ်အဲ့တော့တွားဖို့တို့တဲ့ခါကျတော့လေတွားလို့မရဘူးလမ်းနေရအကုန်လုံးလမ်းနေတွန့်ခောက်ပြီးတော့ပြတ်သွားတယ်ဆိုသတင်းပို့တော့ကိစ္စမရှိဘူးဟုတ်တယ်ရတဲ့နီလန်းသွားမှဆိုကျွန်တော်တို့7နာရီ3:45လောက်ကျွန်တော်ရုံးကနေထွက်ပြီးတော့မြို့ထဲထွက်လာကြည့်တော့တော်တော်လေးသဘောပေါက်သွားတယ်ပျက်စီးမှုတော်တော်များတော့ဒီရှေ့မှာねဒီဖျားကြီးရှေ့မှာねကျွန်တော်တော်ခက်ခဲသွားပါတယ်ကိုယ့်ပတ်ပြီးကျွန်တော်သွားပြီးတော့လိုက်ကြည့်တော့တချို့နေရာတွေမှာねတော်လေးစူးစူးဝါးဖြစ်တာကိုတွေ့တယ်သူစပြန်တော့ဝန်ထမ်းအိမ်ယာတွေပေါ့လေဝန်ထမ်းအိမ်ယာတွေမှာအိမ်တွေကဒိတ်တိုက်တွေကအောက်တစ်ထပ်ကျွံသွားတာတို့ငါးတက်တွေနှစ်ထပ်လောက်ကျွံသွားတာတို့ကျွန်တော်တို့တွေ့ပါတယ်အမော်အော်ဟေးနေတဲ့အားလေးလည်းအတန်လေးလည်းစူးညံတာပေါ့လေအဲ့ဒါတင်ဝင်ပြောပါတယ်ပြီးကျွန်တော်လည်းဆေးုံတစ်ခါသွားပါတော့ဆေးုံသွားကြည့်ဆေးုံမှာလည်းလူနာတွေလည်းအကုန်လုံးဒင်းချမ်းဖြစ်အဲ့နဲ့ကျွန်တော်ချက်ချင်းပြန်လာပြီးတော့မှတနေ့တော့တိုက်ပြီးတော့နေပြောမှရမယ်ဆိုပြီးတော့တိုက်ပြီးတော့ကျွန်တော်ချက်ချင်းစကားပြောခြင်းဖြစ်ပါဒါကြောင့်ညနေပိုင်းမှာကျွန်တော်ရိုက်ပြီးတော့ကျွန်တော်ပြောခဲ့ပါတယ်အဲ့မှာလည်းကိုယ်နိုင်ငံရဲ့လူဒန်းမှုတွေတော့ဝမ်းမကူညီမျိုးတော့မဖြစ်နိုင်ဘူးနိုင်ငံတကာအကူအညီရမှဖြစ်မယ်လို့ကျွန်တော်တို့တွက်ပါတယ်အဲဒါကြောင့်လည်းကျွန်တော်နိုင်ငံတကာအကူအညီပေးဖို့လည်းတခါတည်းထည့်ပြောတာဖြစ်ပါတယ်အဲဒီတော့ကြောင့်လည်းဟိုဒီဖြစ်ပြီးတော့နိုင်ပိုင်းတွင်းပေါ့ဗျာတရုတ်နိုင်ငံကစပြီးတော့ကျွန်တော်ရောက်ပါတယ်နော်အိန္ဒိယကျွန်တော်ရောက်လာရှိပါတယ်အားလုံးမအခုကျွန်တော်ဒီလိုဖိတ်ခေါ်တဲ့အတွက်ကြောင့်ပေါ့နိုင်ငံတကာကနေပြီးတော့ကူညီတဲ့ဟာတွေအားလုံး30နဲ့လေရင်ပေါင်း36စီဒီနေ့အထိပေါ့36စီကျွန်တော်တို့ရောက်ပါတယ်နောက်ကယ်ဆယ်ဝန်ထမ်းပေါင်း1143နဲ့3ယောက်ပေါ့ခုန36စီမှာအားလုံးမှာ12နိုင်ငံကျွန်တော်တို့ပါပါတယ်12နိုင်ငံနောက်ထောက်ပံ့ရေးတန်ချိန်ထောက်ပံ့ပစ္စည်းတန်ချိန်308.66တန်ကယ်ဆယ်ပစ္စည်းတန်ချိန်က1669.35တန်စုစုပေါင်း1999.91တန်ရောက်ခဲ့တာရှိပါတယ်ဒီလိုနိုင်ငံတကာဖွဲ့စည်းကနေပြီးတော့နိုင်ငံတကာကနေပြီးတော့ကူညီတဲ့ဖွဲ့တွေရောက်လာတဲ့အတွက်ကြောင့်လည်းကျွန်တော်တို့စာဖို့ကယ်ဆယ်လုပ်ငန်းတွေလည်းပိုပြီးထိရောက်နေဆောင်းရနေတာလည်းဖြစ်ပါတယ် immediate ပေါ့ချက်ချင်းကိုတုံ့ပြန်ပြီးတော့ရောက်ရှိလာအောင်ရောက်ရှိပြီးတော့ကူညီပေးကြတဲ့နိုင်ငံတကာပြည်လည်းကျွန်တော်အထူးမြင့်ကျေးဇူးတင်ပါတယ်ကျေးဇူးတင်တယ်ရောက်တော့ကျွန်တော်လည်းဒီကျွန်တော်အဲ့ဒီထွက်လာတဲ့အချိန်မှာပဲဟိုအိန္ဒိယဝန်ကြီးချုပ်မစ္စတာမိုဒီကဖုန်းပြောချင်တယ်ဆိုပြီးပြောတော့ကျွန်တော်လည်းဒီဗျူထဲရောက်တယ်ပြောတဲ့ဟာကျွန်တော်လည်းဘလို့အဆင်မပြေဘူးဖုန်းကလည်းဘလို့မှခေါ်မရပါဘူးအဲ့ဒါရုံးပြန်ပြီးတော့မှသူနဲ့ကျွန်တော်ပြန်ချိန်ပြီးပြောတာသူမစ္စတာမိုဒီကတော့ပထမသူစပြီးတော့အားပေးစကားပြောတာပေါ့အားပေးစကားတော်တော်ကြီးကျေးဇူးတင်ပါတယ်မြန်မာနိုင်ငံကလူရတဲ့ကူညီမှုတွေအပြည့်အဝဆောင်ရွက်ပေးမယ်ဆိုတဲ့အကြောင်းလေးသူကတခြားဒီထိရောက်ပြောပါဒီလိုပဲဒါရုရှားနိုင်ငံနောက်တော့ကမစ္စတာပူတင်ပေါ့လေနောက်တော့ကသမ္မတဟိုတရုတ်နိုင်ငံဝန်ကြီးချုပ်သမ္မတမစ္စတာရှီကျင်းပင်ဒီလိုလေဒီလိုကျွန်တော်လည်းဟို information ပေးပါကူညီမယ်ဆိုတဲ့အကြောင်းတွေပေးပါဒါတော့နိုင်ငံကကူညီမှုပဲပါတခြားနိုင်ငံတွေလည်းတော်တော်များများကျွန်တော်ရှိပါတယ်ဒါတွေလည်းကျေးဇူးတင်ကြောင်းလည်းကျွန်တော်ပြောလိုပါတယ်အဲ့တော့ဒီမှာလည်းလူချင်းတွေဖိတ်ခေါ်တဲ့အခါမှာကျွန်တော်တို့လူချင်းတွေဖိတ်ခေါ်လိုက်ပါလူဖို့တို့လိုလိမ့်မယ်ဆိုတော့ချက်ချင်းပဲအဲ့မှာကျွန်တော်တို့လူချင်းတွေကျွန်တော်တို့စီရင်ပေးကြပါတယ်စီရင်ပေးကြတဲ့အခါမှာကျွန်တော်တို့ဥစားပေါ့ဗျ
ပြည်နယ်တိုင်းဒေသကြီးမှာတော့အလူ8.2 ဘီလီယံလှူထားတာရှိပါတယ်ဒီနေ့ဒီမှာလာပြီးလှူထားတော့1100နဲ့115ဘီလီယံနဲ့115.85ဘီလီယံကျွန်တော်တို့ဒီနေ့ရှိပါတယ်ဒီလှူကြမယ်ဟာပေါ့အများပြည်သူလှူဒါန်းမှုက204ဦးဝန်ကြီးဌာနနဲ့အစိုးရအဖွဲ့လှူဒါန်းတာ19ဌာနရှိပါတယ်အဲ့ဒါဖြစ်ပါအဲ့တော့ဒီလိုထူထမ်းမှုတွေဗျာကျွန်တော်တို့ဒီအများကြီးကိုကျေးဇူးတင်ပါတကယ်တော့ကျွန်တော်တို့ကလည်းဒီလိုအခက်အခဲဖြစ်လာလို့လှူကြတာပေါ့နော်တကယ်တော့ဒီလိုသာတဘာဝဘေးအန္တရာယ်မရှိခဲ့ဘူးဆိုလို့ရှိရင်ဒီလူတန်းနဲ့ရတဲ့ပတ်စံတော်တော်များများပါလေနိုင်ငံရဲ့ဖွံ့ဖြိုးလုပ်ငန်းတွေအများကြီးတုံးနိုင်မှာဆိုတာလေးလည်းကျွန်တော်စဉ်းစားမိပါတယ်အခုအလှူရှင်များနေတဲ့ထူတဲ့လူသူတွေပဲနိုင်ငံတော်ကလည်းဒါမနေ့ကပဲစီမံဘဏ္ဍာဝန်ကြီးနဲ့တိုင်ပင်ပြီးတော့တနေ့ရပေါ့တိုင်ပင်ပြီးတော့ကျွန်တော်အရေးပေါ်နေပြီးတော့ဘီလီယံ900ကျွန်တော်ဒီနိုင်ငံရဲ့ပြန်လည်ထူထောင်လုပ်ငန်းတွေစလုပ်ဖို့အတွက်ဘီလီယံ900ကျွန်တော်သုံးပါမယ်ဒါတော့2024 25ဘဏ္ဍာနှစ်မှာထုတ်လို့ရတဲ့ပတ်စံပေါ့ကျွန်တော်ရတဲ့ဘက်အကုန်လုံးစဒီမှာဆွဲထုတ်ပြီးသုံးတာပေါ့ဒီနေ့စပြီးတော့မှ25 26ဘဏ္ဍာနှစ်ကလည်းစပြီးဖြစ်တော့လိုအပ်တာရှိလေကျွန်တော်အဲ့ဒါနေပြီးတော့လောက်တော့မှဖြစ်ပါအဲ့တော့ဂလီနဲ့ပတ်သက်ပြီးတော့ပဲနော်သင်္ကန်းစာတော့တော်တော်ရတာတော့ကျွန်တော်တို့တွေ့ပါတယ်အစောတော့ကျွန်တော်ပြောလို့ပေါ့ဗျာကျွန်တော်တို့ကခုနပြောတဲ့1914ခုနှစ်လောက်ကနေစပြီးတော့ငလင်လှုပ်ခဲ့တဲ့ဒဏ်ကျွန်တော်တို့ခံခဲ့တဲ့ဒဏ်တွေရှိလာတော့နော်ရှိလာတဲ့အခါကျတော့ဒီသင်္ကန်းတွေကျွန်တော်ရှိပြီးသားပေါ့လေဒီသင်္ကန်းတွေရှိပြီးသား2012ခုနှစ်ကစလာဘူး2014မဟုတ်ပါ2014ခုနှစ်မေလ23ရက်ဒီလိုသင်္ကန်းတွေရှိခဲ့ပြီးတော့မှကျွန်တော်တို့ဒီငလင်ဒေသအတွင်းမှာပဲနေကြတယ်ကျွန်တော်တို့တွေကငလင်နဲ့ပတ်သက်ပြီးကျွန်တော်အလေးထားဖို့လိုတာဆိုတော့သင်္ကန်းစာတစ်ခုနဲ့ကျွန်တော်ရပါတယ်ကျွန်တော်သွားကြည့်တဲ့အခါမှာလိုက်ကြည့်တဲ့အခါမှာတချို့ဟာတွေကဒီအင်ဂျင်နီယာပိုင်းဆိုင်စင်ကုန်မှုတွေကျွန်တော်တွေ့ပါတယ်အင်ဂျင်နီယာပိုင်းဆိုင်ရတယ်အင်ဂျင်နီယာပိုင်းဆိုင်ရဆိုတော့သူကတော့ဟလာပေါ်တန်တန်နဲ့ပေါ့ဗျာအဲ့ဒါဖြစ်ပါတယ်ဆိုပြီးတော့စောက်တာလည်းရှိပါတယ်တချို့ကလည်းကိုကိုကြီးချက်တက်တောင်းဆိုပြီးတော့လွယ်လွယ်ကူကူစောက်တာလည်းတိုက်ကိုကျွန်တော်ပြောတာပါကျန်တဲ့တက်သားအိမ်တော့ကျွန်တော်မဆိုလိုပါဘူးဒီတိုက်လေးဆောက်တဲ့အခါမှာဒါလေးထည့်မစင်စားမဲနဲ့ငလျင်ကိုထည့်မစင်စားမဲနဲ့ဟလာပေါ်တန်တန်ပဲဟလာနေလို့ရတယ်ပြုလို့ရတယ်ဆိုပြီးလုပ်တဲ့အခါမှာတကယ်လည်းဖြစ်ရောဟလာပေးဆံမှုပေးရအများကြီးပေးခဲ့ရတာပေါ့ဟလာအသက်ပေးရတာတော်တော်များပါတယ်ဒါအခုကျွန်တော်ရှိနောက်ဆုံးတင်တဲ့စင်းအထိပေါ့ဒီနေ့မနေ့8 နာရီအထိပေါ့ရတဲ့စင်းမှာပြည်နယ်တိုင်းဒေသအားလုံးမှာ2009နဲ့19ရောက်တည်ပါတယ်2919ရောက်တည်ပါတယ်4521ရောက်တန်ရပါတယ်441ရောက်ပျောက်ဆုံးကြောင်းသတင်းပို့ထားပါတယ်ပျောက်ဆုံးကြောင်းသတင်းပို့တဲ့လူတွေကတော့တေးဖို့ဆုံးဖို့တော့တော်တော်များပါတယ်အခုလည်းကျွန်တော်တို့82နာရီကြော်လာပြီးဖြစ်တဲ့အတွက်ကြောင့်တိတော်မလို့တော့ဘူးတိုးတော်လည်းပဲကံကောက်ထောက်မှာဒီနေ့အသက်ရှင်တဲ့တယောက်ထရတယ်လို့ကျွန်တော်တို့ပြောပါတယ်နိုင်ပေါင်း60လောက်ဖြစ်သွားပါတယ်ဆိုတော့ပြောလို့ရှိရင်တော့3000ကျော်လောက်တေးဆုံးမဲ့သဘောဖြစ်တယ်လို့ကျွန်တော်ယူဆလို့ရပါတယ်ဆိုတော့ခုနပြောတဲ့အင်ဂျင်နီယာရဲ့ပညာရဲ့ကျွန်တော်တို့ဒီအလေးထားမှုပေါ်မှာမူတည်ပြီးတော့ကျွန်တော်ပြောချင်တာပေါ့အဲ့တော့ဘာပဲဒီအဆောက်တွေစောက်တဲ့အခါမှာကျွန်တော်တို့အလေးထားဖို့လေအင်ဂျင်နီယာဘက်ကရှုထောင့်ကနေအလေးထားဖို့လိုအပ်တယ်ဆိုတော့ဒီငလျင်ရဲ့အတွေ့အကြုံကနေပြီးတော့ပြောကြတယ်လို့ဆိုရလိမ့်မယ်ဒီမှာလဲလူရှင်များတော်များများရောက်ဖူးပါမှာမာရဝိဇ္ဇာဖရာကြီးဆိုရင်ကျွန်တော်မတက်ကပါကျွန်တော်သွားပါတယ်အဲ့တော့ဘာမှမဖြစ်ပါဘူးမာရဝိဇ္ဇာဖရာကြီးဘာမှမဖြစ်ဘူးအဲ့တော့အပြင်မှာရှိတဲ့တာတိကအဆောက်ထဲမှာနည်းနည်းပါးလေးပေါ့လေပြောစရာဆိုတာတော့ရှိပါတယ်တချို့ဖုန်မြေတွေဘက်မှာနည်းနည်းလေးတစ်လက်မှနှစ်လက်မှတော့ဂျွန်ကြသွားတာကျွန်တော်တို့ရှိပါတယ်ဒါလည်းတော်လေးနည်းပါတယ်ဖရာကြီးနဲ့ပတ်သက်ဘာတစ်ခုမှမဖြစ်တာကိုလည်းတွေ့ပါတယ်ဒီလိုပဲကျွန်တော်တို့ဟိုဘက်ကဒီသာသနာဘိမှာပေါ့နော်သာသနာဘိမှာရဆိုလို့ရှိရင်လည်းတနေရာပဲအထက်ပင်မအဆောက်ကြီးပေါ့အထက်ထဲမှာရှိတယ်ပင်မတနေရာပဲမျက်နှာချက်နည်းနည်းကွာသွားရှိပြီးတော့အပြင်ကတော့ပတ်လန်းတော့ဖြစ်ပါတယ်အပြင်ကတော့ပြန်လန်းနေဖြစ်ပါတယ်ကျန်တဲ့ဟာတွေဘာမှမဖြစ်ပါဘူးဒီသာသနာဘိမှာရဆိုလဲကျွန်တော်ကပုံစံပြင်ထားတာပေါ့ခန့်ဖွေးအကျယ်ကြီးလုပ်ထားတာအပြင်မှာကျွန်တော်ဦးအင်ဂျင်နီယာမေးကြည့်မှာအပေါ်မှာတင်ထားတဲ့ပစ္စည်းအားလုံးဘိပေါ်ကတန်ကြီး1500လောက်ရှိတယ်ပြောပါတယ်အဲ1500လောက်ထမ်းလာတာဖြစ်ပါတယ်အင်ဂျင်နီယာတွေရဲ့တခြားစနစ်ကျတွက်ချက်ပြီးဆောင်မှုကြောင့်ဘာမှမဖြစ်ဘူးဆိုတာလေးကျွန်တော်တို့တွေ့ရပါတယ်ဒါကြောင့်ကျွန်တော်တို့အနေနဲ့ကတော့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့နှောင်ချလို့ရှိရင်တော့ဒါလေးထားပြီးဆောင်ဖို့လိုမယ်ဆိုတာကိုဒါပြောလိုပါတယ်တစ်ဖက်ကအင်ဂျင်နီယာပဲတစ်ဖက်ကလည်းစီမံသားရာပိုင်းပေါ့ဗျာချက်မှနဲ့ဆောင်ဖို့လိုတယ်ဆိုတော့လေးပြောပါလိမ့်မယ်အဲ့မှာလည်းဟလာကျွန်တော်တို့ဒီဟာနဲ့ပတ်သက်ပြီးတော့ဒီ
ပြန်လည်ထူထောင်လုပ်ငန်းတွေမဖြစ်မနေကျွန်တော်လုပ်ကြမှာဖြစ်ပါပျက်စီးဆုံးရှုံးသွားတဲ့နေရာတွေတော့ကျွန်တော်တို့ပထမဆုံးတော့ site cleaning လို့ခေါ်တာအကုန်လုံးရှင်းပါအကုန်လုံးရှင်းကြဘူးဒါဒီဘာတစ်ချက်ဒါမဖြစ်မနေရှင်းရမှာပေါ့ဒါလည်းဟိုအားလုံးကကျွန်တော်တို့စောင်းနေပါတယ်နောက်တစ်ခုကတော့လမ်းမဆက်သွယ်တွေမပြတ်တော့အောင်ပြန်လုပ်ရမှာပေါ့ဟိုရန်ကုန်နဲ့မန္တလေးကြားထဲမှာရထားလမ်းကိုအများဆုံးပြည့်စုံနိုင်ဖို့အတွက်ကျွန်တော်လုပ်နေပါတယ်ရထားလမ်းတွေတွန့်ကုန်တာတွေရှိတယ်တွန့်တာတွေပြန်ဖြောင်းဖို့ရထားလမ်းဆိုတော့ရထားဆိုတော့ weight နဲ့အရှိန်နဲ့မောင်းတဲ့အတွက်ကြောင့်သူကလည်းအမှားမခံပါဘူးဒါကြောင့်ဟိုပရော test run လုပ်တဲ့အခါမှာလည်းဖြည်းဖြည်းလေးစမောင်းပြီးတော့ test run လုပ်ပြီးတော့မှ April first week အစောဆုံးဒီနောက်ကျဆုံးထားပြီးတော့မှပြီးအောင်လုပ်ပါ first week ပြီးတာနဲ့နည်းနည်းဖွင့်လို့ရလုပ်ပါဆိုပြီးတော့ပို့ဆောင်ဝင်ကြီးတော့တာဝန်ပေးပြီးလုပ်ဆက်နေရှိပါတယ်အလားတူဆိုပဲလေရင်ကွင်းဆိုရင်လည်းမန်းလေးတရဝပြည်ပြည်ဆိုင်လေစိတ်ပေါ့လေရင်ကွင်းလည်းကျွန်တော်တို့အခုဒီတပတ်တော့အတွင်းမှာပဲလေရင်ဆင်းလို့ရအောင်ကျွန်တော်တို့ကဒါလည်းနိုင်ငံတကာနဲ့ဆက်ထားတဲ့ကိစ္စပြီးတော့ဒီနိုင်ငံတကာကနေဆန်ရင်ဆန်ကျုံတိုင်းပြည့်မီအောင်လုပ်ဖို့တဲ့တာဝန်ရှိတယ်လို့ကျွန်တော်တို့ဒါပြောချင်ပါတယ်ပြည့်တော့ပါတယ်50မိနစ်ကျွန်တော်တို့50မိနစ်မှာဟိုဘာနဲ့ကြောင့်ထိမှတ်လုပ်ဖို့ရှိပါတယ်ဒါလေးမိနစ်50ရှိပြီဖြစ်တာအောက်ကိုဆင်းမယ်အဲ့ဒီတော့ကြီးများရှင်ဒီနေ့အလူငယ်ပေးအလူတန်းပွဲခန်းနာမှာနိုင်ငံတော်ဝန်ကြီးချုပ်ဦးဆောင်ပြီးဝန်내ချင်းအထိမ်းအမှတ်ဖြင့်အလန်တိုင်းတဝက်ရှော့ချက10မိနစ်ငြိမ်သက်ပြီးဥညွတ်ကားရွားပြုခြင်းအစီအစဉ်ကိုဆောင်ရွက်သွားမှာဖြစ်ပါတယ်ရှင်ထိုင်နိုင်ကြပါပြီခင်ဗျာဆက်ပြီးနည်းနည်းလေးရှင်းပြခြင်းပါခုနပြောတဲ့လမ်းမဆက်သွယ်မှုနဲ့ပတ်သက်ပြီးကျွန်တော်တို့အများဆုံးဆက်သွယ်မှုရအောင်
မိဘပြည်သူများရှင်2025ခုနှစ်မတ်လ28ရက်နေ့မော်လွဲ12နာရီ52မိနစ်3:02စက္ကန့်မှာပြင်းအား9.9 Richter scale ရှိအလွန်ပြင်းထန်တဲ့မြေငလျင်လှုပ်ခတ်မှုကြောင့်အသက်ဆုံးရှုံးမှုနဲ့ပျက်စီးဆုံးရှုံးမှုတွေဖြစ်ပေါ်ခဲ့မှုအပေါ်စာနာနားလည်မှုဝမ်းနည်းကြေကွဲမှုတွေနဲ့အတူထပ်တူခံစားရမှုအားဖော်ပြတဲ့ဝမ်းနည်းခြင်းအထိမ်းအမှတ်1မိနစ်ငြိမ်သက်ပြီးဥညွတ်ဂါရဝပြုတဲ့အစီအစဉ်ကိုတင်ဆက်ခဲ့တာဖြစ်ပါတယ်ရှင်ငလျင်ဘေးဒဏ်ဒေသများရှိတဲ့ပြည်သူတွေဒုက္ခဆင်းရဲကြုံတွေ့နေရချိန်မှာကိုကြီးကယ်ဆယ်ရေးနဲ့ပြည်လဲထူထောင်ရေးလုပ်ငန်းတွေအလျင်အမြန်ဆောင်ရွက်ပေးနေကြတဲ့နိုင်ငံတော်အစိုးရနဲ့အတူစေတနာတရားထက်သန်စွာနဲ့ကိုကြီးကယ်ဆယ်လှူဒန်းပေးကြတဲ့နိုင်ငံသူနိုင်ငံသားအားလုံးနဲ့နိုင်ငံတကာမှအလှူရှင်များအားလုံးကိုနိုင်ငံတော်အစိုးရအနေနဲ့အတိအမှတ်ပြုမှတ်တမ်းတင်မှုနဲ့အတူကျေးဇူးတင်လျက်ရှိပါကြောင်းတင်ပြရင်းမြန်မာရုပ်မြင်သံကြားရဲ့ဓာတ်ရိုက်ထုတ်လွှင့်မှုအစီအစဉ်ကိုရန်နာပြီးပုံမှန်အစီအစဉ်များကိုဆက်လက်ထုတ်လွှင့်သွားမှာဖြစ်ကြောင်းတင်ပြအပ်ပါတယ်ရှင်။